ဒီကနေ့ခေတ်ရဲ့ပညာရေးဆိုတာကဘာလဲ ဒီနေ့ခေတ်ရဲ့ပညာရေးဆိုတာကဟိုးရခင်ခဲကလို့စာအုပ်ထဲကနေစာကိုကြက်မှတ်ရုံနဲ့မဟုတ်တော့ပါဘူးအလေးငယ်တွေရဲ့ဖန်တီးနိုင်စွမ်းတွေစဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုအခြေခံကဤပညာကိုအကျိုးရှိရှိအသုံးချတတ်အောင်သင်ကြားပေးနေတဲ့စနစ်တစ်ခုတို့ရောက်ရှိလာပါပြီဒါကြောင့်မလို့ကျွန်တော်တို့အကြောင်းစီလဲခင်းတဲ့အညီရင်ပေါတန်းနိုင်မိသင်ကြားမှုစနစ်ကိုဖော်ဆောင်နေပါတယ်ခင်ဗျာ online ကနေသင်ကြားရတာဖြစ်တဲ့အတွက်မိဘများအနေနဲ့ကလေးရဲ့ဘေးကင်းလုံခြုံမှုကိုစိတ်ချရတယ်လို့အချင်းကုန်သက်သာစေပြီးထိရောက်တဲ့တည်ယူမှုကိုရရှိစေမှာပါကျမတို့ကျောင်းမှာဘာသာရေးဆိုင်ရာကျွမ်းကျင်တဲ့ဆရာဆရာမတွေကကလေးတဦးချင်းစီရဲ့အားသာချက်တွေအားနည်းချက်တွေကိုတေချာဆောက်ကြည့်ပြီးနှွေးထွေးတင်ကားစွာသင်ကြားပေးနေပါတယ်သင်ခန်းစာတွေကိုသင်ကြားပေးတဲ့အခါမှာလည်းညီဝဲစရာမကောင်းအောင်ရုပ်ပုံကားချက်တွေစိတ်ဝင်စားစရာပုံမြင်တွေနဲ့လက်တွေ့အသုံးချသိပ္ပံသဘောတရားတွေကိုပေါင်းစပ်ပြီးကလေးငယ်တွေပျော်ရွှင်စွာသိယူနိုင်ဖို့စီစဉ်ထားပါတယ်။ဒါအပြင်ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ကိုယ်ရည်ကိုယ်သွေးမြင့်တင်ရေးကိုလည်းအထူးဂရုပြုဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့်မို့မိဘများနေတဲ့မိမိတို့ရဲ့သားသမီးအနာဂတ်ပညာရေးအတွက်စိတ်ချယုံကြည်စွာလက်တွဲနိုင်ဖို့ကျွန်တော်တို့ Phoenix Bay High School ကနေပြီးတော့ဖိတ်ခေါ်အပ်ပါတယ် နံပါတ်1အနေနဲ့မူကြုံတဲ့အခြေခံအဆင့်အဲ့ဒါကဘယ်တန်းလေးတွေပါဝင်မလဲဆိုရင်ပေါ့နော် KG ကနေ Grade 5ဒီပဲပါမှာဖြစ်ပါတယ်ရှင် ဒီရွယ်ကလေးတွေအတွက်တတမီမီလေးတွေအတွက်ကျမတို့ကပျော်ရွှင်စွာသင်ယူခြင်းဆိုတဲ့လမ်းနည်းသူကလေးကိုအဓိကထားပေးထားပါတယ်စာကိုအလွတ်ချက်ရုံတွေမဟုတ်ဘဲနဲ့ရုပ်ပုံတွေပုံမြင်တွေနဲ့ကာတွန်းရုပ်လေးတွေကိုအသုံးပြုပြီးတော့ကလေးတွေရဲ့စိတ်ကူးစိတ်သန်းဖွံ့ဖြိုးအောင်လို့သင်ကြားပေးထားပါတယ်ရှင်အထူးသဖြင့်ကလေးတွေရဲ့အာရုံစိုက်မှုကိုရရှိဖို့အတွက်ဆရာမတွေကစိတ်ရှင်နှွေးထွေးစွာနဲ့အနီးကပ်လမ်းညွှန်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ online ကနေသင်ကြားပေးမယ်လေကလေးတွေတတမီမီလေးတွေကပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းတက်ခြင်းစိတ်ရှိနေမှာပါ လေတန်းစင် Grade 6 to Grade 9ဒီအစ်စ်မှာတော့ဘာသာရေးဆိုင်ရာအခြေခံသဘောတရားတွေကိုပိုပြီးခိုင်မာအောင်လှုပ်ဆောင်ပေးပါတယ်။သိပ္ပံဘာသာရေးတွေမှာဆိုရင်လက်တွေ့လောကနဲ့ဆက်ဆက်တဲ့ theory တွေကိုရှင်းလင်းပြသပြီးသင်ချာနဲ့ဘာသာစကားတိုင်းမှာလည်းကိုယ်တိုင်တွေ့တော့ဖြည့်ရှင်းနိုင်စမ်း critical thinking ရှိလာအောင်လေ့ကျင့်ပေးပါတယ်။ online tools တွေကိုအသုံးပြုပြီး interactive ဖြစ်တဲ့သင်ခန်းစာတွေနဲ့ကလေးတွေကိုတက်တက်ကြွကြွပါဝင်စေပါရဲ့ရှင်။ အထက်တန်းစင်ဖြစ်တဲ့ Grade 10 to Grade 10ကျောင်းသားတွေအတွက်ကတော့ တက္ကသိုလ်ပညာရေးရှင်ရတဲ့အချိန်ဟာတကယ်ကိုအရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကဘာသာရေးတစ်ခုချင်းစီရဲ့သဘောတရားတွေကိုအသေးစိတ်ခွဲခြားစိတ်ပြရှင်းလင်းပေးတယ်လို့မိဂုဟောင်းတွေကိုလည်းလေ့ကျင့်ပေးပါတယ်။ဒါအပြင်အခက်အခဲဆုံးသိပ္ပံပု္ပ္ပစာတွေနဲ့စာမေးပွဲဖြေဆိုနည်းပြူဟာတွေကိုပါထပ်မံဖြည့်ဆွတ်တင်ကြားပေးတာဖြစ်သည့်အတွက်ကလေးတွေအနေနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့စာမေးပွဲတွေကိုရင်ဆိုင်နိုင်တယ်လို့ဒီလိုရင်ဆိုင်နိုင်ဖို့ကိုလည်းကျမတို့ကျောင်းကစနစ်တကျပြုစုပြောထားတင်ကြားပေးနေပါတယ်။ ကျမတို့ Phoenix Spring မှာ KG ကနေ G12 အထိကျောင်းသားတိုင်းအတွက်စနစ်ကြရဲ့တီယိုညွန်းတန်းခင်မီရဲ့တရားရေးနည်းစနစ်တွေနဲ့အကောင့်ဆုံးပညာရေးခီးစဉ်ကိုဖန်တီးပေးထားပါတယ်။ Phoenix Spring High School ရဲ့တရားရေးစနစ်ဟာကျောင်းသားဗဟိုပြုစနစ်ဖြစ်လို့ကလေးတွေရဲ့လိုအပ်ချက်အလိုက်အနိကလမ်းညွှန်မှုတွေကိုရရှိစေမှာဖြစ်ပါတယ်။ကျမတို့ကျောင်းမှာခင်မီတဲ့ online တခြားကူပစ္စည်းတွေကိုအသုံးပြုပြီးသင်ခန်းစာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ထိရောက်စွာသင်ကြားပေးနေတယ်လို့ဘာသာရေးဆိုင်ရာပညာရေးတွေမကပဲကလေးတွေရဲ့ဇာတိတာပိုင်းနဲ့ကိုယုံကြည်မှုရှိလာစေဖို့ပါပတ်စုံပြုစုပြုထောင်ပေးနေရဖြစ်ပါတယ်။ဒါအပြင်ဘလို့အခြေအနေမျိုးမှာမဆိုပညာသင်ယူမှုအဆက်မပြတ်စေပဲအချိန်နဲ့နေရာမရွေးအစဉ်ပြေချောမွေစွာသင်ယူနိုင်ဖို့အတွက်လည်းစနစ်တကျစီစဉ်ဆောင်ရွက်ပေးထားပါရဲ့ရှင်။ကလေးရဲ့ပညာရေးတိုးတက်မှုကိုမိဘရေးသိရှိစေဖို့ပုံမှန်စာမေးပွဲတွေနဲ့စနစ်တကျအကဲဖြတ်ပြီးလိုအပ်တာတွေကိုအမြဲအကြံပြုပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ကလေးရဲ့ပညာရေးအခြေအနေနဲ့ပတ်သက်ပြီးမိဘနဲ့ဆရာကြားအမြဲတမ်းရင်းနှီးပွင့်လင်းစွာတိုင်ပင်ဆွေးနွေးနိုင်မယ်လမ်းကြောင်းလေးတွေကိုလည်းစီစဉ်ပေးထားပါရဲ့ရှင်။ ခုကတော့ကျွန်တော်အကြောင်းရဲ့ပြောဝဲရှင်ဝဲခဏမြန်နဲ့ Star Class တွေအကြောင်းကိုကျွန်တော် 8B2M05 နဲ့ 8B2M01 7B2M11 တို့ကနေဒီကတော်လိုင်းရဲ့တငယ်ချင်းညီကောင်မောင်တို့မတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါခင်ဗျ။ကဲဒါဆိုစလိုက်ကြရအောင်ပါလားတွေပထမဆုံးအနေနဲ့ကျွန်တော်ကကြောင်းဝပြပွဲမျိုးတွေကျင်းပလဲဘလို့ activity တွေလုပ်ရလဲဆိုတော့ပြောပြပေးပါမယ်ဗျ။
ကျွန်တော်တို့စာသင်တဲ့အခါမှာဆရာဆရာမများစာယုံတင်ပေးတာမဟုတ်စာအတွက်လိုအပ်တဲ့ data အချက်လက်တွေကိုကိုယ်တိုင်ရှာဖွေတတ်အောင်လည်းသင်ပေးပါတယ်အချက်လက်တွေရှာဖွေပြီးရင်ဒီလိုမျိုး project view လေးတွေနဲ့တင်ပြရတဲ့အတွက်တကယ်လုပ်ငန်းကိုရရင်လိုအပ်တဲ့ resource skill တွေ communication skill တွေနဲ့ teamwork skill တွေပါစတင်နဲ့သင်ကြားပေးသွားတာပဲဖြစ်ပါတယ်ဗျ ကျမကတော့နိုင်ငံရေးအဓိကတော့ကြွတဲ့ပညာရေးထက်စီးပွားရေးသာဖြစ်ပြီးဆိုတဲ့ခေါင်းစဉ်နဲ့အစိုးတင်သွင်းသွားမယ့်7 video theory speaker 1ပဲဖြစ် နိုင်ငံရဲ့ပတ်စံသူတို့ချစ်တဲ့ခေါင်းဆောင်ပုံကြီးနဲ့ချစ်ခင်ဖို့လေးစားဖို့ကောင်းလိုက်လို့ရှိရင် ဟိုးရှိတော့ကလက်သမိုင်းတူမှာနွားတွေအများကြီးရှိတဲ့ကွယ် ဘာတော့ပန်းများတခင်ဥယျာဉ်ပုံမှာအကြောင်းဆရာကြီးနဲ့တကွာဆရာမများ ကျွန်တော်တို့ကျောင်းမှာပညာဒါနအဖြစ်ဖွင့်လှစ်သင်ကြားပေးနေတဲ့ extra class တွေကတော့ GED Japanese Basic Core ICT IBA Singapore Math Drawing Class နဲ့ General English Class တို့ပဲဖြစ်ပါတယ်။ဒါတွေအပြင်လူငယ်တိုင်းတည်တည်နဲ့ sex education နဲ့လူခွင့်ရေးဆိုင်ရာအကြောင်းအရာတွေကိုလည်း extra curriculum အဖြစ်သင်ကြားပေးနေပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့ရင်သွင်းငယ်တွေကို Phonics Spring ရဲ့မိသားစုဝင်အဖြစ်စိတ်ချယုံကြည်စွာအနံ့နိုင်ပါခင်ဗျ။ပြည်စုံတဲ့ပညာရေးနဲ့ကောင်းမွန်တဲ့ဇာတ်လက္ခဏာတွေကိုအတူတကွပြုစုပြောင်းထောင်ပေးသွားမှာဖြစ်လို့အခုပဲဆက်သွယ်စုံစမ်းမှုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။တည်ယူမှုတိုင်းကပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ Phonics Spring High School ကနေပြီးတော့လွှဲထွေးစွာကြိုဆိုလျက်ရှိပါတယ်။